မင်္ဂလာပါကျွန်တော်ဒီနေ့အမိမြန်မာပြည်အတွက်အရေးကြီးဆုံးတွေကအရေးကြီးဆုံးကိစ္စများနဲ့ပတ်သက်ပြီးတော့ကဘာကြီးကိုစကားနည်းနည်းပြောချင်တယ်ဒါကြောင့်အင်္ဂလိပ်ဘာသာနဲ့အတတ်နိုင်ဆုံးကြိုးစားပြီးပြောထားတာကိုတော့ဗီဒီယိုသက်သက်လုပ်ထားပါတယ်အားလုံးပြီးရင်ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အခုကတော့မြန်မာဘာသာနဲ့ပဲပြည်တော်စုကတိုင်းရင်းသားညီကိုမောင်နှမအားလုံးကိုအကြံပြုမျှဝေစရာရှိပါတယ်မင်္ဂလာပါပထမဆုံးပြောချင်တာကတော့ဒီကဘာကြီးမှာမူရစေဝါဆွဲနေတဲ့စစ်တပ်ကြီးဆိုလို့ဗမာပြည်ကစစ်တပ်တစ်ခုပဲရှိပါတယ်မူရစေဝါဆွဲနေတဲ့စစ်တပ်ကြီးဆိုလို့ဒီကဘာကြီးမှာဗမာပြည်ကစစ်တပ်တစ်ခုပဲရှိပါတယ်ဒါကြောင့်ဗမာပြည်ကစစ်သားတွေဟာလူမဆန်တဲ့အပြုအမူတွေကိုကျူးလွန်နေကြတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အကြမ်းတမ်းဆုံးရက်စက်ဆုံးအယုံမာဆုံးပြစ်မှုတွေကိုကိုယ်ပိုင်ပြည်သူတွေကိုကျူးလွန်နေကြတာဖြစ်ပါတယ်ဒါကြောင့်ဒီစစ်တပ်ဟာဗမာပြည်အတွက်မထိုက်တန်တော့ပါဘူးဒီစစ်တပ်ဟာဗမာပြည်အတွက်မထိုက်တန်တော့ပါဘူးဘာကြောင့်လဲဆိုတော့မူရစေဝါဆွဲပြီးတော့အကြမ်းဖက်နေတဲ့ရာဇဝတ်ကိုင်းကြီးဖြစ်နေပြီလို့ပြောရတော့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဗမာပြည်ဟာကမ္ဘာပေါ်မှာမူရစေဝါအများဆုံးရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်ဗမာပြည်ဟာကမ္ဘာပေါ်မှာမူရစေဝါအများဆုံးရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်နေပါတယ်သူတို့ရဲ့စစ်သားတွေကိုတော့သူတို့ရဲ့အမိန့်ကိုနာခံဖို့အတွက်မူရစေဝါတွေကိုသုံးစွဲစေပြီးတော့အာရမစေခိုင်းလျက်ရှိပါတယ်ဒါကြောင့်ဗမာပြည်ကစစ်သားအများစုဟာခုခါမှာတော့မူရစေဝါရဲ့သားကောင်တွေဖြစ်နေကြတယ်ယုံကြည်မယုံကြည်နေတက်တဲ့ထင်ရှားသိကျင်နေဆိုရင်တော့အဲ့ဒီစစ်သားတွေကိုစေးစစ်ကြည့်ရင်သိနိုင်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါဟာကမ္ဘာဝမ်းမှာရှိတဲ့မျိုးသက်သစ်လူငယ်များနဲ့တကွကမ္ဘာလူဖွဲ့စည်းနဲ့အထူးသဖြင့်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်တော့ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီကမ္ဘာကြီးမှာအခွင့်အာဏာရှိတဲ့သူတွေကိုတိုက်တွန်းချင်တယ်ဒီစစ်တပ်မှာမူရစေရဲ့သားကောင်ဖြစ်နေကြတဲ့စစ်သားတွေကိုဖယ်ရှားပေးဖို့နဲ့ဗမာပြည်မှာမူရစေဝါထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့သူတွေကိုဥပဒေနဲ့ညီရေးယူပေးပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်။ဘာကြောင့်လဲအကြမ်းမဲ့စေအုပ်စုနဲ့တကွတချို့သော EAO ခေါင်းဆောင်တွေ EAO ခေါင်းဆောင်တွေဟာမူရစေဝါကိစ္စအွန်လိုင်းကြပြန့်ကိစ္စလူမောင်ခိုးကူးတဲ့ကိစ္စငွေချေးကွာချတဲ့ကိစ္စနဲ့နိုင်ငံတကာမှာလည်းနာမည်ငှားနဲ့ပိုင်ဆိုင်မှုတွေဝယ်ယူတဲ့ကိစ္စတွေကျူးလွန်နေတာရှိပါတယ်ခုခါမှာတော့အမေရိကန်နိုင်ငံကနေပြီးတော့အွန်လိုင်းကြားဖြတ်နှိမ်နင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီးလိုက်တဲ့နောက်မှာအကြမ်းမဲ့စေအုပ်စုဟာအွန်လိုင်းကြားဖြတ်မှာသုံးစွဲခဲ့တဲ့သက်သေခံပစ္စည်းတွေကိုဖျောက်ဖျက်နေတာရှိပါတယ်ဒါပေမဲ့ဗမာပြည်တွင်းမှာပဲတခြားနေရာကိုပြောင်းရွှေ့လုပ်ကိုင်နေတယ်လို့သတင်းရရှိပါတယ်ဒါပေမဲ့ဒီကွာကြီးမှာအခွင့်အာဏာရှိတဲ့သူတွေကတစုံတရာအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ဘာကြောင့်လဲဆိုတော့ခုခါမှာလူအများကယုံကြည်လက်ခံနေတာကတော်လှန်ရေးဆိုတာနိုင်ငံရေးဆိုတာဟာအကျိုးစီးပွားလို့ယုံကြည်လက်ခံနေကြတယ်။ဒါကြောင့်ဘာကြီးပဲဖြစ်နေပထမဦးစားပေးကပတ်စံရဖို့ဖြစ်နေဒါကြောင့်ဒါဟာကမ္ဘာကြီးရဲ့အနာဂတ်အတွက်တော့အင်မတန်မှအန္တရာယ်ကြီးပါတယ်ဒါကြောင့်တချို့ဖွဲ့စည်းတွေတ
ချို့နိုင်ငံတွေတချို့လူပုဂ္ဂိုလ်တွေနဲ့တချို့သောကုမ္ပဏီတွေကအကြမ်းဖက်စစ်အုပ်စုရဲ့အမိန့်ကိုနာခံပြီးတဲ့နောက်အကြမ်းဖက်စစ်အုပ်စုကိုအားပေးကူညီတာပူးပေါင်းဆောင်ရွက်တာအလုပ်လုပ်ပေးနေတာတွေရှိနေပါတယ်ကျွန်တော်အနေနဲ့ပြောရရင်တော့နိုင်ငံရေးဆိုတာပိုကောင်းတဲ့လူအဖွဲ့အစည်းကြီးဖြစ်လာအောင်ဖန်တီးကြိုးစားဆောင်ရွက်ခြင်းဟာနိုင်ငံရေးဖြစ်ပါတယ်ဒါကြောင့်နိုင်ငံရေးဆိုတာဟာလူအဖွဲ့အစည်းအတွက်တော့အင်မတန်မှကြီးကျယ်ခမ်းနားမွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံရေးဟာကိုကြိုးရှာဖို့အတွက်တော့မဟုတ်ဘူးလို့ပြောချင်ပါတယ်နောက်တစ်ချက်ပြောချင်ပါတယ်ဒါကတော့အရေးကြီးပါတယ်ဒါကဘာလဲဆိုတော့ဒီကမ္ဘာကြီးမှာလူသားမျိုးနွယ်စုအပါအဝင်မတူကွဲပြားတဲ့သက်ရှိသတ္တဝါတွေရှင်သန်နေထိုင်ကြပါတယ်ဒါပေမဲ့တရားဥပဒေကိုလေးစားလိုက်နာတာတူးနဲ့တူးကြမှာကိုချင်းစာတရားထားရတာဆိုလို့လူသားမျိုးနွယ်စုတွေပဲဖြစ်ပါတယ်တခြားသတ္တဝါတွေကတော့တရားဥပဒေကိုလေးစားလိုက်နာတာကိုချင်းစာတရားထားတတ်တာမသိကြပါဘူး။ဘာကြောင့်လဲတိရစ္ဆာန်တွေဖြစ်နေလို့ပါပဲ။ဒါကြောင့်ကျွန်တော်တို့လူသားတွေအနေနဲ့လူသားဖြစ်ကြောင်းထင်ရှားဖို့လူသားဖြစ်ကြောင်းသက်သေပြဖို့ဆိုရင်တရားဥပဒေကိုလေးစားလိုက်နာကြရမှာဖြစ်တယ်လို့တူးနဲ့တူးကြားမှာလည်းကိုချင်းစာတရားတွေထားရှိရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာအတိုင်းဝန်ဆိုတာကတိရစ္ဆာန်အဖွဲ့အစည်းမဟုတ်ပါဘူးလူအဖွဲ့အစည်းကြီးဖြစ်နေလို့ပါပဲဒါကြောင့်လူအဖွဲ့အစည်းကိုကျွန်တော်အနေနဲ့မြစ်တာရက်ခံတိုက်တွန်းချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေဘက်ကယက်တီပေးကြပါအကြမ်းဖက်စစ်အုပ်စုကိုဆန့်ကျင်ပေးကြပါဘာကြောင့်လဲဆိုတော့ဒီကမ္ဘာကြီးမှာရှိတဲ့နိုင်ငံတကာအားလုံးနဲ့တကွအဖွဲ့အစည်းအားလုံးကတော့အကြမ်းဖက်စစ်အုပ်စုရဲ့အပေါင်းပါတွေမဟုတ်ဘူးအကြမ်းဖက်စစ်အုပ်စုရဲ့အပေါင်းပါတွေမဟုတ်ဘူးလို့ယုံကြည်ပါတယ်။ဘာကြောင့်တောင်းဆိုရတာလဲ။ဘာကြောင့်လဲဆိုတော့အခုခါမှာအကြမ်းဖက်စစ်အုပ်စုဟာအများပြည်သူရဲ့ဆန္ဒနဲ့ဆန္ဒမပါဘဲနဲ့တော်လှန်ရေးကာလမှာရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေပါတယ်။စစ်ရာဇဝမှုတွေကျူးလွန်ထားတဲ့အကြမ်းဖက်စစ်အုပ်စုကပြုလုပ်တဲ့ရွေးကောက်ပွဲဘလို့ဖြစ်နိုင်မှာလဲ။ဘလို့လူမျိုးတွေကကောပူးပေါင်းပါဝင်ဆောင်ရွက်ကြမှာလဲ။ဒါကတရားမဝင်ပါဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ရဲ့ကြီးမားတဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာပြည်သူဆန္ဒနဲ့ပဲဆုံးဖြတ်ကြတာဖြစ်ပါတယ်။အဲ့ထဲမှာအခြေခံဥပဒေကိုတည်ပြုတာရွေးကောက်ပွဲကိုအတည်ပြုတာပြည်သူဆန္ဒနဲ့ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲနိုင်ငံတော်ရဲ့ချုပ်ချာအာဏာဆိုတာဟာနိုင်ငံသူနိုင်ငံသားတွေကမူလပိုင်ရှင်ဖြစ်နေလို့ပါပဲ။ဒါဟာနိုင်ငံအလုံးအတူတူပါပဲ။ဒါကြောင့်ရာဇဝမှုတွေကျူးလွန်ထားတဲ့အကြမ်းဖက်စစ်အုပ်စုကပြုလုပ်တဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့အဖွဲ့အစည်းဟာဗမာပြည်အတွက်တော့တရားဝင်ဆိုရဖြစ်လို့မရဘူးဖြစ်ခွင့်မရှိဘူးလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဘာကြောင့်လဲဗမာပြည်ဟာဒီမိုကရေစီစနစ်ကိုကျင့်သုံးတယ်။ဒါကြောင့်နိုင်ငံတော်ရဲ့ကိစ္စကိုအများပြည်သူဆန္ဒနဲ့ပဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်ရဲ့အနာဂတ်ကိုလည်းမြန်မာနိုင်ငံသူနိုင်ငံသားတွေကပဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။တခြားသူတွေဆုံးဖြတ်ခွင့်မရှိပါဘူး။နောက်တစ်ချက်ပြောချင်တာကတော့ဒီကမ္ဘာကြီးမှာရှိတဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေနည်းဥပဒေတရားဥပဒေလုံဆုံးလုံနည်းတရားစီရင်ရေးတွေအရာအကြမ်းဖက်စစ်အုပ်စုကိုအားပေးကူညီတာပူးပေါင်းဆောင်ရွက်တာအလုံးလုံးပေးနေတာတွေဟာပြစ်မှုမြောက်သော
ရာဇဝတ်မှုကိုကျူးလွန်ခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြံရပါတွေဖြစ်နေလို့ပါပဲ။နောက်တစ်ချက်ကတော့ဗမာပြည်ဟာကမ္ဘာကြီးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပထဝီနိုင်ငံရေးရာပဲဖြစ်ဖြစ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရာပဲဖြစ်ဖြစ်ကမ္ဘာရေးဟာမြမရေးဖြစ်တယ်လို့မြမရေးဟာလည်းကမ္ဘာရေးဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာလူဖွဲ့စည်းကိုမြစ်တာရက်ခံတိုက်တွန်းခြင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေဘက်ကယက်တည်ပေးကြပါမြန်မာပြည်ကဒီမိုကရေစီတော်လှန်ရေးကိုလည်းအားပေးကူညီကြပါမြန်မာနိုင်ငံသူနိုင်ငံသားတွေဘက်ကယက်တည်ပေးကြပါမြန်မာနိုင်ငံရဲ့ဒီမိုကရေစီတော်လှန်ရေးကိုလည်းအားပေးကူညီကြပါလို့လေးနဲ့တိုက်တွန်းချင်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့အခုကျွန်တော်ပြောရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တူတယောက်ကိုဖြစ်စေအများကိုဖြစ်စေတရားရိုက်ဖြစ်စေသွားရည်ဖြစ်စေခြားတီးတီးနီးနဲ့ဖြစ်စေချစ်ချင်းမုန်းချင်းမပါပါဘူးပိုကောင်းသောကဘာကြီးဖြစ်ဖို့နဲ့ပိုကောင်းသောမြန်မာနိုင်ငံတော်ဖြစ်ဖို့အတွက်ရည်ရွယ်တယ်ဆိုတာပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ပါပြီဒါကတော့ကျွန်တော်ကဘာကြီးကိုသိစေတင်တဲ့အတွက်အင်္ဂလိပ်ဘာသာနဲ့ပြောထားတာကိုမူရင်းတိုင်းမြန်မာဘာသာနဲ့ပြန်ပြီးတော့ပြောတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပဲတည်တင်တည်တိုက်တဲ့အကြောင်းအရာတွေဖြစ်ဆက်ပြောစရာရှိပါတယ်အဲ့ဒါကတော့မူရစေဝါကိစ္စနဲ့ရွေးကောက်ပွဲကိစ္စဖြစ်ပါတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာအခုခါမှာရင်ဆိုင်နေရတာကအကြမ်းမဲ့စစ်အုပ်စုလည်းရင်ဆိုင်ရတယ်ပတ်ဝန်းကျင်ကအင်အားကြီးနိုင်ငံတွေရဲ့ဖိအားတွေလည်းရင်ဆိုင်နေရတယ်နောက်တစ်ခုကတော့မူရစေဝါကိစ္စပေါ့ဒါကတော့စိတ်မြေပြင်မှာမဟုတ်ဘဲနဲ့မြို့ပြအခြေအနေတွေမှာနေရာတော်တော်များများမှာမူရစေဝါတွေကအလွယ်တကူရနေအထူးသဖြင့်ဘားတွေကလပ်တွေနောက်ဆုံးလမ်းမေးကွာဆိုင်အထိမူရစေဝါတွေကအလွယ်တကူရနေတဲ့ခါကျတော့ကျွန်တော်နိုင်ငံရဲ့မျိုးကောင်းသားသမီးတွေမျိုးဆက်သစ်တွေအလွယ်တကူပျက်စီးနိုင်မျိုးဆက်သစ်ဆိုတာကတော့အနာဂတ်ရဲ့မျိုးဆက်သစ်ဆိုတာကတော့ဒါအနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်သူတို့တွေကဒီမူရစေဝါကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက်စိုးရိမ်နေရဖြစ်တယ်အခုခါမှာတော့အင်မတန်မှစီကံကြီးတယ်ဆိုတဲ့အလွှာတစ်ခုဖြစ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စစ်တပ်ကြီးကိုယ်တိုင်ကကိုယ်နိုင်ငံပြည်သူတွေကိုအကြမ်းတမ်းဆုံးရက်ဆက်ဆုံးရုံမာဆုံးတပ်ဖြတ်ချေမှုမှုအတွက်မူရစေဝါတွေကိုတုံးဆွဲနေကြအဲ့တော့စစ်တပ်ကလည်းမူရစေဝါဆွဲနေပြီလူငယ်တွေကလည်းမူရစေဝါတွေတုံးဆွဲနေရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက်ဘယ်သူကိုအားကိုးရမှာလဲဒါကအင်မတန်မှစိုးရိမ်စရာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာမျိုးဆက်သစ်တွေရောစစ်တပ်ကရောမူရစေဝါရဲ့သားကောင်တွေဖြစ်သွားပြီဆိုရင်အရာရာမှာအင်အားချိနဲ့မှုတွေဖြစ်လာနိုင်ပါတယ်ဒီလိုအင်အားလူဗမာပြည်အတွင်းမှာအင်အားချိနဲ့မှုတွေဖြစ်လာပြီဆိုရင်တော့အခြားနိုင်ငံရဲ့လွှမ်းမိုးမှုတွေဖိနှိပ်မှုတွေကိုခံစားရမှာဖြစ်တယ်ဒါကိုတချို့သောနိုင်ငံတွေကစနစ်တကျနဲ့မြန်မာပြည်ကိုဖျက်ဆီးနေတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲကျွန်တော်အနေနဲ့တာဝန်ရှိတဲ့လူတွေကိုအကြံပြုတိုက်တွန်းချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်နိုင်ငံကကမ္ဘာမှာမူရစေဝါအများဆုံးရောင်းတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတာကိုကုလသမဂ္ဂကနေပြီးတော့ထုတ်ပြန်ထားတာရှိပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီအကြမ်းမဲ့စစ်အုပ်စုကိုဥပဒေနဲ့ညီရေးယူဆောင်ရွက်လို့ရနေပြီလို့ပြောချင်ပါတယ်ဒါတာဝန်ရှိတဲ့သူတွေနဲ့အမှုတည်ဆောက်ပြီးတော့ဒီကိစ္စကိုဥပဒေနဲ့ညီဆောင်ရွက်ဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့တက်သေးထောက်ထားခိုင်လုံလား
ပြန်ကြည့်လိုက်မယ်ဆိုရင်ကုလသမဂ္ဂတော်မှဟုတ်လားဗမာပြည်ဟာမူရစေဝါအများဆုံးရောင်းချတဲ့နိုင်ငံဖြစ်နေပြီလို့ထုတ်ပြန်ထားတဲ့အတွက်ကြောင့်မလို့ဒါခိုင်လုံးတဲ့ထောက်ထားဖြစ်တယ်ဒီစာရွက်တစားတန်းထောက်ထားကိုတက်သေးဖြစ်ရယူပြီးတော့အမှုတိဆောက်ပြီးတော့ဥပဒေနဲ့ညီအရေးယူဆောင်ရွက်သင့်တယ်လို့တော့ကျွန်တော်ကအကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံကိုဂမ်ဘီယာကနေစာလေးတစ်ဆောင်နဲ့စပြီးတော့ပြဿနာရှာပြီးတော့ ICJ ထိရောက်သွားတယ်အခုဆိုရင်မူရစေဝါနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂကကြီးညာထားတဲ့ထုတ်ပြန်ထားတဲ့စာရွက်ကိုယူပြီးတော့အမှုတိဆောက်ပြီးတော့ဥပဒေနဲ့ညီအရေးယူဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်ဒါကတော့သက်သက်တာဝန်ရှိတဲ့သူတွေလုံနိုင်မယ်ထင်လို့ကျွန်တော်အနေနဲ့အကြံပြုမျှဝေတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ရွေးကောက်ပွဲကိစ္စပေါ့ဗျာရွေးကောက်ပွဲကိစ္စကစစ်တပ်ကတော့သူလှုပ်ရှားကြီးတာလုံးပါပဲအဲ့တော့ဒါရိုင်းရိုင်းပြောရရင်တော့စစ်တပ်ကသူယူရဲချီကိုသူပြန်ကျုံနေရတဲ့သဘောပဲဘာကြောင့်လဲမဆလာခေတ်ကနေခုချိန်ထိတိုင်းပြည်ရဲ့တရားဒီအကျိုးစီးပွားပေါ်မှာအဂတိလိုက်စားမှုတွေရှိအဲ့တော့သူတို့မိသားစုတွေအင်မတန်ချမ်းသာပါတယ်အဲ့ဒီချမ်းသာတာတွေကိုဆွေစဉ်မျိုးဆက်ခံစားဖို့အတွက်လုံခြုံမှုရှိအောင်ကာဝယ်ဖို့ဆိုရင်စစ်တပ်ကအမြဲတမ်းဗမာပြည်မှာအစိုးရဖြစ်နေဖို့လိုအပ်တယ်ဒါကြောင့်2008အခြေခံဥပဒေကိုပြဋ္ဌာန်းပြီးတော့စစ်တပ်ကအမြဲတမ်းအစိုးရဖြစ်အောင်ဖန်တီးထားတဲ့အခြေခံဥပဒေကြီးဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တယ်2008အခြေခံဥပဒေဆိုတာကတော့စစ်တပ်အတွက်အမွေစက္ကန့်ရာသက်ပံတို့အတီးပြုတ်သွားပြဋ္ဌာန်းထားသည်တည်တန်းစာအုပ်ခေါ်သည်လို့ကျွန်တော်ရေးသားခဲ့ပါတယ်2008အခြေခံဥပဒေဆိုတာကစစ်တပ်အတွက်ကတော့တည်တန်းစာပဲအဲ့ဒီတည်တန်းစာကသူတို့ဆွေစဉ်မျိုးဆက်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုအမွေဆက်ခံမှုရေးထားတဲ့2008ဥပဒေဖြစ်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်အဲ့တော့စစ်တပ်ကတော့သူ့လို့သူလုပ်တာပေါ့ဒီနေရာမှာကျွန်တော်ပြောချင်တာကနိုင်ငံရေးပါတီတွေပေါ့အဲ့တော့နိုင်ငံရေးသမားဆိုတာကတိုင်းပြည်ရဲ့အကျိုးစီးပွားကိုကိုယ်နိုင်ငံသူနိုင်ငံသားတွေစီးပွားရေးလူမှုရေးအစအရာရာတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်မယ်ဆိုပြီးတော့နိုင်ငံရေးသမားနာမည်ခံပြီးတော့နိုင်ငံရေးလုပ်နေကြတယ်ဒါဆိုရင်နိုင်ငံရေးသမားတွေကပြည်သူဘက်ကယက်တီရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ရာဇဝမှုတွေကျူးလွန်နေတဲ့စစ်တပ်ခိုင်းသမျှကိုလုပ်ပြီးတော့ဒီရွေးကောက်ပွဲကိုဝင်တယ်ဒါပြည်သူဆန္ဒကိုဆန့်ကျင်တာဖြစ်တယ်ပြည်သူပေါ်ကိုတစ္ဆာဖောက်တာဖြစ်တယ်ကျွန်တော်ကတော့ဒီလိုပဲပြောချင်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်ပြည်သူတွေအပေါ်မှာဒီလိုကြမ်းဖက်နေတဲ့စစ်တပ်နေ့စဉ်နေ့ပြအကြမ်းတမ်းဆုံးရက်ဆက်ဆုံးအယုံမှဆုံးတပ်ဖြတ်ချေမုန်းနေတဲ့စစ်တပ်ကမှန်လားသူတို့ကိုမေးကြည့်ပါလွတ်လပ်စွာဖြေဆိုကြမယ်ဆိုရင်သူတို့မှားနေမှန်သိပါဒီရွေးကောက်ပွဲကလည်းပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်တယ်မှန်လားမေးကြည့်မှားနေတာသူတို့သိပါတယ်သူတို့ကိုယ်တိုင်ဒီရွေးကောက်ပွဲကိုဝင်တယ်မှန်လားမေးကြည့်သူတို့ကိုယ်တိုင်သိပါတယ်မှားနေမှန်သိဒါပေမဲ့ဘာကြောင့်ဒီရွေးကောက်ပွဲကိုဝင်ကြတာလဲအဲ့တော့ဗျာရှင်းပါတယ်သူတို့ရဲ့အခွင့်အာဏာနေရာတစ်ခုရဖို့သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက်စစ်ဖက်နှက်ကောက်အောက်ကိုတိုးဝေကြတာဖြစ်ပါတယ်သူတို့ရဲ့အကျိုးစီးပွားတွေအတွက်ပဲဖြစ်ပါတယ်တချို့ကတော့ပြောပါတယ်နိုင်ငံရေးပလက်ဖောင်းရှိမှဘာဖြစ်မှညာဖြစ်မှဒါရွေးကောက်ပွဲလွတ်တော်တဲ့ရောက်လို့ရှိရင်သူတို့ဘယ်လိုလုပ်နိုင်မယ်ဘယ်လိုပြောနိုင်မယ်ဘယ်လိုပြောင်းလဲနိုင်မယ်ပြောကြတယ်ဒါတွေကပလီပလာတွေပဲဖြစ်တယ်သူတို့ကိုယ်တိုင်နော်ဒီရွေးကောက်ပွဲမှာကိုယ်တည်းလောင်းဖြစ်ကဖယ်ရှားလိုက်မှသို့လို့နေ့တိုင်းဆူတောင်းနေရတဲ့ဘဝလွတ်တော်တဲ့ရောက်တော့ကော2008အခြေခံဥပဒေရဘာမှလုပ်လို့မရပါဘူးအဲ့တော့နေရာရဖို့အာဏာရဖို့အကျိုးစီးပွားအတွက်အမှားကိုမှန်မှန်သိလျက်နဲ့ဒီရွေးကောက်ပွဲကိုဝင်ကြတာလို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ဗျာဒီနေရာမှာထင်ရှားအောင်ဥပမာလေးတစ်ခုကျွန်တော်ပြောချင်တယ်ဒီဥပမာလေးကရိုင်းသွားတယ်ဆိုရင်တော့ခွင့်လွှတ်ပါကြိုရင်တောင်းပန်နေတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဒီဥပမာလေးကိုခေါင်းစဉ်ပေးထားပါတယ်အဲ့ဒီခေါင်းစဉ်ကတော့
မှားတော့မှားတယ်ကောင်းနေတယ်ခေါင်းစဉ်လေးရပါလေမှားတော့မှားတယ်ကောင်းနေတယ်အဖြစ်ကဒီလိုပါတည့်ရကြတော့လူတယောက်ကအလုပ်ထဲမှာအင်မတန်နောက်ကျအလုပ်တွေကပြားတော့ညနေသကောင်မှအိမ်ပြန်ရအဲ့တော့ဘိုက်ကစားတယ်လမ်းမှာစားတော့ဆိုင်ကိုဝင်နေစားတယ်တောက်တယ်ပေါ့ဗျာဘိုက်လဲဝါသွားပြီရေကျင်လဲကြိုက်သွားပြီအိမ်ပြန်နေအိမ်ရောက်တော့လဲလူကလဲမူးနေပြီဘိုက်လဲစားနေပြီပင်လဲပင်မနေပြီဆိုတော့အိတ်ချင်တာပေါ့အိတ်ခမ်းထဲဝင်ပါတယ်အဲ့လိုအိတ်ခမ်းထဲဝင်လိုက်တဲ့အခါကျတော့သူ့ရဲ့ဂရင်မော်မှာလူတယောက်ကခေါင်းမူးချုံပြီးအိတ်သူ့ရဲ့စိတ်ထဲမှာတော့ဩသူ့ရဲ့ဇနီးသေးတော်မှသူ့ကိုမစောင့်နိုင်တော့ဘူးဟုတ်တာပေါ့သူကအင်မတန်နောက်ကျနေပြီဆိုတော့အိတ်နေပြီပေါ့သူကဒီလိုပဲယူဆပါဒီလိုနဲ့ဝတ်စားလဲပါတယ်အဲဝတ်စားလဲနေတဲ့အချိန်မှာပဲအရက်ကလေးကလည်းတောက်ထားသူရလည်းဆူအကျော်ကလည်းတင်းနေတော့ပူရိသတို့ရဲ့အာတိတတွေပေါ်ပေါက်လာပါတယ်ပူရိသတို့ရဲ့အာတိတဆိုတာကတော့ဗျာယောက်ျားဆန္ဒပေါ့နော်အဲ့တော့အရင်ကြီးဆုံးပြောရရင်တော့အဲဒီခေါင်းမူးချုံနေတာသူ့မိန်းမဆိုပြီးတော့သူကတန်ဝါသပြုတ်လိုက်ပါတယ်မိထုံမီဝဲတယ်ပေါ့ဗျာအဲ့တော့မှခေါင်းမူးချုံနေကအတန်ထွက်လာတယ်ဟဲ့ဘသူလဲဘာလုပ်ထားလဲဟဲ့ဘသူလဲဘာလုပ်ထားလဲပေါ့အဲ့ကြတော့မှအမှုတွေဘာတွေပြေးကြောက်ဝါလန်ဖြစ်သွားပါတယ်အင်မတန်ထိတ်လန့်တုန်လှုပ်သွားပါတယ်ဘာကြောင့်လဲဒီအတန်ကိုသူကောင်းကောင်းသိတယ်ဒီအတန်ဟာသူနေ့စဉ်ကြားနေရတဲ့အတန်ဖြစ်ပါတယ်ဘုရုတန်လဲရောက်ခမကြီးရဲ့အတန်ဖြစ်နေဘုရုတန်လဲရောက်ခမကြီးရဲ့အတန်ဖြစ်နေတယ်အဲ့တော့ကြောက်လန့်နေကြနဲ့ကမန်ကရန်တောင်းပန်ပါတယ်အမေကျွန်တော်ကြောပါတောင်းပန်ပါတယ်မေအမေကျွန်တော်မားသွားပါတယ်ကြောပါတယ်မေရဲ့အမေကြောပါတယ်မေရဲ့ဆိုပြီးတော့အချိန်ချင်းတောင်းပန်ပါတယ်အဲ့လိုတောင်းပန်နေတဲ့အချိန်မှာပဲရောက်ခမကြီးကအောက်ကနေပြီးတော့တမက်ကဲလေဘင်းကိုတိမ့်ဖက်လိုက်ပါတယ်တမက်ကဲလေဘင်းကိုတိမ့်ဖက်လိုက်ပြီးတကာလနာနာကိုတိုးတိုးလေးကပ်ပြောလိုက်ဟဲ့ကောင်အခုမှတော့ကြောမင်းနဲ့တော့တာတော့မြန်မြန်ကြီးပြောနေရောက်ခမကြီးဘာဖြစ်သွားတာလဲရောက်ခမကြီးကမှားတာကိုမှန်မှန်သိရဲ့ဒါပေမဲ့ကျင်းနဲ့စွာလက်ခံလိုက်တယ်အဓိပ္ပာယ်ကတော့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်အတိုင်းပေါ့ဗျာမှားတော့မှားတယ်ကောင်းနေမှားတော့မှားတယ်ကောင်းနေအခုလေဒီနိုင်ငံရေးပါတီတွေကသူတို့အကျိုးစီးပွားအတွက်အယိုးရင်းရမဲကြိုက်ရဆိုပြီးတော့ရွေးကောက်ပွဲဝင်ကြမှားမှန်သိတယ်အခွင့်အရေးအတွက်ဝင်ကြတာဖြစ်တယ်အဲ့တော့ဒီဥပမာရရှင်းရမယ်ဆိုရင်တော့စစ်တပ်ဟာကိုယ့်အလုပ်ကိုမလုပ်ဘဲနဲ့နိုင်ငံရေးအလုပ်ကိုဝင်ရှုပ်အဲ့တော့အခမ်းအနားဝင်တဲ့တမက်လို့ဖြစ်တယ်နိုင်ငံရေးသမားတွေကတော့အမားကိုမှန်မှန်သိလျက်နဲ့လက်ခံကြတဲ့ဟိုရောက်ခမကြီးလို့ဖြစ်သွားတယ်မှားတော့မှားတယ်ကောင်းနေတယ်ဆိုတာကိုကျွန်တော်ညှဝေပေးတာဖြစ်ပါတယ်ဟုတ်ပါပြီဒါဘာကြောင့်ဖြစ်ရတာလဲဘာကြောင့်လဲဆိုတော့ရှင်းပါတယ်2020ရွေးကောက်ပွဲမှာဒီပါတီတွေဟာလက်နေလေအောင်မြင်းဆောင်မကြံခွက်လန်အောင်ရှုံးနေကြတယ်အဲ့တော့ NLD ကိုမကျေနပ်ဘူးမနာလိုဘူးအထူးသဖြင့်အမေစုကိုမနာလိုဘူးပုဂ္ဂိုလ်ရဲ့အာဃာတတွေထားတယ်အဲ့တော့မဲမတမာမှုဆိုလောက်ကြံဖန်ပြီးတော့ကာလုံခေါ်ပါဆိုပြီးတော့အာဏာလူယူဖို့ဝိုင်းဝန်းတိုက်တွန်းကြအဲ့တို့ရှုံးသွားတဲ့ခါကျတော့အမေစုကိုလက်မခံဘူးအဖေပုကိုပဲလက်ခံတော့မယ်အမေစုကိုလက်မခံဘူးအဖေပုကိုပဲလက်ခံမယ်လို့ဖြစ်သွားတယ်မနာလိုတာအော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေထင်ရှားအောင်မှတ်မိသွားအောင်ဥပမာလေးတစ်ခုကျွန်တော်မျှဝေပေးခြင်းပါတယ်ကျွန်တော်ပေးမဲ့ဥပမာလေးကိုခေါင်းစဉ်ပေးထားပါတယ်အဲ့ဒါကတော့အမေမလာနဲ့အဖေလာပါဘာလဲလေအမေမလာနဲ့အဖေလာပါဒီခေါင်းစဉ်လေးကိုပေးပါတယ်ကျွန်တော်ပေးတဲ့ဥပမာကရိုင်းသွားတယ်ဆိုရင်ခွင့်လွတ်ပါကြိုတင်တောင်းပန်ပါတယ်အဖြစ်ကဒီလိုဟာမိသားစုတစ်ခုရှိတရက်တော့ရက်တဲကအလူဖိတ်အဲ့တော့အဖေအမေတွေကစောစောထရေမိုးချိုးဝတ်စားလဲအခန်းမှာစောင့်သူသားလေးကိုလည်းလောတာပေါ့ဗျာဟဲ့တာမြန်ထရေမိုးချိုးဝတ်စားလဲနောက်ကြရင်မကောင်းဘူးအာနာဖို့ကောင်းတယ်ပေါ့အဲသူသားလေးကလည်းကမန်ကရန်အိယာထရေမိုးချိုးပြီးတော့မှအခန်းထဲဝင်ဝတ်စားလဲပါတယ်အဲ့ဒီလိုအဝတ်စားလဲနေတဲ့အချိန်မှာပဲဆိုပြီးတော့အင်မတန်မှနာကြီးတဲ့အတန်နဲ့ကြီးတစ်ခုပေါ်ပေါက်လာပါတယ်အဲ့တော့ဖေမီတွေကစိုးရင်ကြီးနဲ့ပြေးပြီးတော့ဒုံတကားကိုထုတာပေါ့ဟဲ့သာဘာဖြစ်တာလဲပေါ့ဘလို့ပဲထု
သားကဘာမှပြန်မပြောဘူးနောက်ကြတော့မှနောက်ဆုံးကြတော့မှသားကပြောတယ်အမေမလာနဲ့အဖေလာပါအမေမလာနဲ့အဖေလာပါဒီလိုပဲပြောနေအဲ့တော့နောက်ဆုံးဘလို့မှပြောလို့မရဖွင့်မပြီးတော့သူ့ရဲ့ဖခင်ဖြစ်သူကမင်းနေကတခုတော့တခုခုပဲအဲ့တော့ငါပဲဝင်သွားလိုက်ပါမယ်ပေါ့ဟဲ့သားမင်းမေမပါဘူးငါပဲဝင်ခဲ့ပါမယ်တကားဖွင့်မှာသားရဲ့ပေါ့အဲ့တော့သားကတကားဖွင့်ပေးလိုက်တယ်အဲ့တော့ဖခင်ဖြစ်တဲ့သူကအထဲကိုရောက်တော့မှအခြေအနေကိုကြည့်လိုက်တော့ဝါဘာဖြစ်နေလဲသွေးစိမ်းရှင်ရှင်ထွက်နေတယ်ဘာဖြစ်နေတာလဲညက်နေတဲ့ဇစ်အဖြစ်ကဒီလိုဟာဝစားလဲတော့ကမန်ကရန်ဝစားလဲဘောင်းမီဝက်တယ်ဘောင်းမီကလည်းကြက်တီးကြက်တော့ဆိုတော့အတင်းဆွဲတင်ဝက်ဇစ်ကိုကမန်ကရန်ဆွဲလိုက်တဲ့အခါကျတော့ကြောပါရဲ့သူ့ရဲ့မွေးရပါပစ္စည်းကငေါက်တော့ဖြစ်နေတော့ဇစ်ညက်သွားတာပေါ့ဗျာဒါပေမဲ့ဒီအခြေအနေကိုအမေကူညီလို့မဖြစ်နိုင်ဘူးသူကအရွယ်ရောက်နေပြီလေဒါကြောင့်အမေမလာနဲ့အဖေလာပါသူကခေါ်တာဖြစ်ပါတယ်အခုလဲဒီလိုပါပဲ2020မှာအရှုံးကြီးရှုံးခဲ့တဲ့ပါတီတွေဟာအမေစုကိုလက်မခံမဲနဲ့အဖေပုကိုလက်ခံတယ်ဘာကြောင့်လဲဟိုမှာကတော့ဇစ်ညက်သွားတယ်ဒီမှာကတော့ဇက်ညစ်တဲ့ပါတီတွေရှုံးနေခဲ့တဲ့အတွက်အမေမလာနဲ့အဖေလာပါဆိုပြီးတော့အမေစုကိုလက်မခံမဲနဲ့အဖေပုကိုလက်ခံပြီးတော့ရွေးကောက်ပွဲဝင်ကြတာလို့ကျွန်တော်ပြောချင်တယ်ဟုတ်ပါပြီအဲ့တော့ဗျာအခုချိန်နေမှာရွေးကောက်ပွဲလုပ်တယ်တိုင်းပြည်ကြီးကဘာဖြစ်နေလဲနေ့စဉ်ဘုံကျဲခံနေရနေ့စဉ်နဲ့မြတေးကြေပျက်စီးနေရပြည်သူတွေကလည်းမနှစ်သက်ဘူးအဲ့တော့ဒီရွေးကောက်ပွဲကိုမဲမပေးချင်ဘူးဒါပေမဲ့အာဏာယူတွေကမဲဆွယ်နေကြမဲဆွယ်နေကြတယ်ဘယ်သူမှလည်းမဲမပေးချင်ဘူးသူတို့ကလည်းမဲလို့ချင်တယ်ပြည်သူတွေကလည်းရွှန်ရှာမုန်းနေတယ်အဲ့တော့ခမားတို့ဘလို့မဲတွေရမှာလဲခမားတို့ဘလို့မဲတွေရသင့်တယ်လို့ထင်တယ်လဲကျွန်တော်ကတော့တခုစဉ်းစားမိတယ်ခမားတို့ရသင့်တဲ့မဲတခုတော့ရှိအဲ့ဒါဘာမဲလဲအိုးမဲရတော့ရမယ်အိုးမဲခမားတို့ ਨੇ ထိုက်တန်သောမဲကဘာမဲလဲအိုးမဲကျွန်တော်ကအဲ့လိုပြောလိုက်တော့ကိုယ်တည်းတွေကအကြီးကျယ်ပေါက်ကွဲပြီးတော့ကျွန်တော်ကိုမင်းကိုထုတ်နိုင်တာပေါ့ဟာကောင်ကငါတို့ကမဲပြားလိုချင်တာမင်းကအိုးမဲငါတို့ဘာလို့လောက်ရမှာလဲဘာလောက်ရမှာလဲပေါ့ရှင်းပါတယ်ကျွန်တော်မှအဖြေရှိပါတယ်ကိုမျက်နှာကိုတုတ်လိုက်တော့လို့ကျွန်တော်ကပြောချင်ပါတယ်ဘာလို့ရမလဲရတော့ရမယ်အိုးမဲအဲ့အိုးမဲဘာလို့ရမလဲကိုမျက်နှာကိုတုတ်လိုက်တော့လို့ကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲခင်ဗျားတို့နိုင်ငံရေးသမားတွေကပြည်သူဘက်ကမရက်တီရဲနဲ့စစ်တပ်ခိုင်းသမျှလုံနေမှာတော့ကိုမျက်နှာကိုအိုးမဲတုတ်တာနဲ့အတူတူပဲဒါကြောင့်အိုးမဲပဲရသင့်တယ်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုပဲချမ်းကိစ္စကတော့ပြည်စုံပြီလို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကတော်လန်ရေးအင်အားစုတွေဘက်ကဘာတွေလုပ်ကြမလဲဒါနည်းနည်းလေးကျွန်တော်ပြောချင်ပါတယ်အဲ့ဘာလဲဆိုတော့ကျွန်တော်ဒီရွေးကောက်ပွဲကိုဟန်တာမယ်ဆန့်ကျင်ကြတယ်အဲ့တော့တက်ဆွမ်းသမျှပေါ့ဗျာပြည်တွင်းပြည်ပကနေဆန္ဒတွေပြကြတယ်တော့နိုင်ငံတကာကိုလည်းဒီရွေးကောက်ပွဲကိုဆန့်ကျင်မှုဆိုပြီးတော့အဖွဲ့အစည်းတွေတာဝန်ရှိတဲ့လူတွေကိုတတ်နိုင်သမျှစီယုံပြီးတော့ဆန့်ကျင်ခိုင်းကြကုလသမဂ္ဂတို့အာဆီယံတို့ကလည်းဆန့်ကျင်ပါတယ်ရွေးကောက်ပွဲအားပြတ်တဲ့ရွေးကောက်ပွဲမဖြစ်ဘူးလို့ပြောကြပါတယ်ဟုတ်ပါပြီအဲ့လိုပြောလိုက်ရုံနဲ့ရွေးကောက်ပွဲကရပ်တန့်သွားမှာလားဒါမေးခွန်းတစ်ခုပေါ့ဒါမေးစရာမေးခွန်းတစ်ခုဖြစ်လာမဖြစ်နိုင်ဘူးသူတို့ကတော့မဖြစ်မနေလုပ်ကိုလုပ်မှာပဲဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဟန်တားကြမလဲအဲ့တော့နှစ်သက်စီဖြစ်စေနှစ်မသက်စီမနှစ်သက်စီဖြစ်စေကျွန်တော်အကြံပြုချင်တာတစ်ခုတော့ရှိပါတယ်အဲ့တော့ကျွန်တော်တော်လိုင်းရေးစားတဲ့အခါမှာတူမီနဲ့စခဲ့ကြတယ်လက်ဖွားကြီးဘွားနဲ့စခဲ့ကြတယ်အခုတော်လိုင်းရေး9နှစ်ခီးမှာထိုက်တဲ့လက်နဲ့အင်အားလူအင်အားလည်းရပြီနီးပြူဟာတွေလည်းရပြီစုဖွဲ့မှုတွေလည်းရပြီနေစဉ်နဲ့မြဖြစ်နေတာကလည်းတိုက်ချင်သည်ဖြစ်စေမတိုက်ချင်သည်ဖြစ်စေစစ်ကြောင်းထိုးလာရင်တိုက်ရတယ်ဘုံကျဲလာတော့လေပြည်သူတွေတည်ကြည်ပျက်စီးနေရအဲ့တော့တိုက်နေရချင်းအတူတူကျွန်တော်တို့အခုခါမှာတရက်သေးတစ်ချိန်နဲ့တနိုင်ငံလုံး
တရက်တည်းတစ်ချိန်နဲ့တနိုင်ငံလုံးဒီဒေးခေါ်ဖို့လိုအပ်တယ်လို့ကျွန်တော်တိုက်တွန်းခြင်းနဲ့ဟုတ်ပါပြီအဲ့ဒီဒေးကဘယ်နည်းဖြစ်ရမှာလဲအချိန်ခါကတော့ကြောက်လာပြီ time is come ဒါဒီချိန်ကကျွန်တော်တို့အသုံးချရမယ့်အချိန်ဖြစ်ဒီဒေးကိုဘယ်နည်းမှာခေါ်ရမှာလဲရွေးကောက်ပွဲလုပ်တဲ့နေ့ဟာတော်လန်ရဲ့ဒီဒေးလို့ကျွန်တော်အနေနဲ့အလေးနဲ့တိုက်တွန်းလိုက်ပါတယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီလောက်ပါပဲအခုပြောသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တူးတယောက်ကိုဖြစ်စေအများကိုဖြစ်စေဓာတ်ရိုက်ဖြစ်စေသွားရည်ဖြစ်စေအခြားတနည်းနည်းနဲ့ဖြစ်စေချစ်ချင်းမုန်းချင်းမပါပါဘူးကျွန်တော်တို့တော်လန်ရေးအောင်မြင်ဖို့အတွက်ရည်ရွယ်ပါတယ်အဲ့တော့ညီကုန်းမချုပ်ခင်မှာပြောချင်တာကတော့ခေတ်ဆက်ဆက်မှာတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ခံတာဆွန့်လွတ်သွားတဲ့သူရဲကောင်းအားလုံးသူရဲကောင်းတို့ရဲ့မွန်မြတ်တဲ့စိတ်ဓာတ်ကြောင့်သူရဲကောင်းတို့ရဲ့ဝိညာဉ်ဟာလည်းမြင့်မြတ်သောဘုံဘဝမှာဖြစ်တည်ကြပါစေပြီးတော့ဒီတော်လန်ရေးမှာစွမ်းနိုင်တဲ့ဘက်ကပါဝင်နေကြတဲ့တော်လန်ရေးအင်အားစုကြီးကိုလည်းလေးစားပါတယ်ဂုဏ်ယူပါတယ်ညီကုန်းချုပ်အနေနဲ့ကတော့ဗမာပြည်ကြီးကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းတွေအများဆုံးရရှိပိုင်ဆိုင်ရမယ်လို့အလေးနဲ့ဆန္ဒပြုရင်းညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်